အားလုံးပဲမင်္ဂလာပါကျွန်တော် Burmese Wear ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ကျွန်တော်မှာထားတဲ့ပစ္စည်းလေးရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်မှာထားတဲ့ပစ္စည်းကဘာလဲဆိုတာကျွန်တော်လည်းတူတူကြည့်လိုက်အောင်ပေါ့နော်ဆိုတော့ဒီပစ္စည်းလေးကိုကျွန်တော်တို့တူတူမဖွင့်ခင်ပေါ့နော်အဓိကတော့ကျွန်တော် Burmese Wear ဆိုတာဘာလဲဆိုတာတစ်ချက်ပြပြချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် Burmese Wear ဆိုတာကတော့ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့အမှတ်တရပစ္စည်းတွေစုဆောင်းခြင်းနဲ့ collector တွေအတွက်ကိုချိုင်းနေတဲ့ရအတင်ချိုင်းနေတဲ့ရ player ရဲ့အမှတ်တရပစ္စည်းတွေကိုရောင်းချပေးတယ်ရောင်းချပေးတဲ့ဒီ online ဝန်ဆောင်မှုတစ်ခုပေါ့နော်ဆိုတော့ okay ပါဒါဆိုရင်ဒီမှာအခုကျွန်တော်မှာထားတဲ့စီရတယ်အခုကျွန်တော်ရှေ့ကိုရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီလိုပါပစ္စည်းလေးဆိုတာအတူတူကြည့်လိုက်ရအောင် okay let's goတော့အဲ့ဖွင့်လိုက်တော့နော်ကတော့ဘူးမဖြဲကျင်တာပေါ့နော်โอเคပါခုဆိုရင်တော့မာဟာပစ္စည်းစီးရနည်းနည်းစီးတော့တော့ကန်ခတ်တယ်ပေါ့နော်โอเคပါဒါတော့ခုကျွန်တော်တို့ Burmese Wear ကိုရောက်ရှိလာတဲ့ပစ္စည်းပေါ့နော်ဒီမှာလူပုံမြင်တော့ဒါတိပြီပေါ့နော်ဒါ Manchester United ရဲ့နဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုပေါ့နော်ဆိုတော့ဘာလဲဆိုတော့ဒါကျွန်တော်တို့ Manchester United Premier League 19ချိန်မြောက်ရတော့အမှတ်တရထုတ်ထားတဲ့ဒီ limited edition set ပေါ့နော် limited edition set ဖြစ်တယ်ဆိုတော့ဒီ limited edition set ထဲမှာဘာလဲဆိုတာကိုကျွန်တော်တို့ထပ်ပြီးကြည့်စီလိုက်အောင်ဒီစာတန်းရတော့ share ပဲပေါ့နော်English League Champion for the record 90 time ပေါ့နော်ဆိုတော့ okay ပါ box ကတော့ဒီလိုမျိုးပေါ့နော်ဒီလိုလာတယ်ဒီကောင်ကဒီဘက်မှာဒီဘက်နဲ့ဟိုဘက်နေရတော့ဒီပဲပေါ့နော်ဆိုတော့ okay ဆိုတော့ဒါကတော့box ကိုဖွင့်လိုက်မြင်ရမယ့်ဟာပေါ့နော် okay ဆိုတော့ဒီကောင်ကကျွန်တော်တို့item number စုစုပေါင်း2000နဲ့17ခုထုတ်ထားတာပေါ့နော်2017ခုမှာဒီ item ရဲ့ပစ္စည်းက112ခုမြောက်ပေါ့နော်ဆိုတော့နံပါတ်4ရတယ် share ပါပဲokay ပါဆိုတော့ဒီ box ထဲမှာဘာလဲဆိုရင်ကျွန်တော်တို့ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်တို့ဒီ19ချိန်မြောက်ဒီ journey စပြီးတော့အစခဲ့တဲ့ရပါတော့ဒီမှာ manager တွေပြီးသွားလို့ရှိရင်
ဘယ်လိုမျိုး achievement တွေရခဲ့လဲဆိုတဲ့ဟာမျိုးကိုရေးထားပြတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့2017မှာဆိုလဲဒီ19ချိန်မြောက်ဟာကိုကျွန်တော်တို့ဒီစနေနေ့မှာရတယ်ပေါ့နော်စာ ALS ရဲ့ဒီ management အောင်မှာပေါ့နော် okay ဆိုတော့ဒါကတော့သူရဲ့ဒီautumn bowl မှာ25နှစ်အတွင်းမှာသူစုစုပေါင်းရတဲ့ဒီ bla 36လုံးရှိရဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးဒီ achievement တွေကိုဒီ daily ရေးထားပေးတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီကောင်ကတော့ကျွန်တော်တို့ဒီ bla ရတော့ဓာတ်ပုံပေါ့နော်ဆိုတော့ဒီဓာတ်ပုံထဲမှာChicharito Fletcher Ferdinand Rafinha ပါတယ် Rooney ပါတယ် Bajison ပါတယ်ပြီးရင် Ryan Giggs โอเคပါမကြခင်တွေ့ရတော့မှာပါပြီးရင် Van der Sar နဲ့တခြားဒီ Evra Valencia Fidit ပေါ့နော်ဆိုတော့တခြားကစားသမားတွေပါတယ်โอเคပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာသူဒီ jersey ပေါ့နော်jersey official jersey မှာဒီလိုမျိုးပါတဲ့ဟာမျိုးပေါ့နော်19ချိန်မှရတယ်ဆိုတဲ့ဟာမျိုးဆိုတော့ဒါ official jersey ပါမယ်โอเคပြီးတော့ရင်ကျွန်တော်တို့ဒီဘက်မှာပါရှိလဲဆိုရင်ကျွန်တော်တို့ဒီကောင်ကခဏထားလိုက်မယ်နော်ဒီကောင်ကမရှိလဲဆိုတော့ခဏလေးပါကျွန်တော်ပြပေးမယ်နော်ဒါโอเคဒါတော့ coin ပေါ့နော်ကျွန်တော်တို့19ချိန်မြောက်မတရားရတဲ့ silver coin ပေါ့နော်ဒါရှိမယ်ဒီလိုမျိုးလာတာပေါ့နော်ပူလေးနဲ့ okay UI okay ကျွန်တော်တို့ဒီမှာပေါ့နော်ကစားသမားတွေရဲ့ဓာတ်ပုံတွေပေါ့နော်Owen Nani Ferdinand Machia Evra Babador Bajison Fletcher Ryan Giggs Babador Fidit Rooney ဒါကတော့ Rooney Manchester City ကိုနိုင်သွားတဲ့ basket ပေါ့နော်ဆိုတော့ one of my favorite ပါ Babador Valencia Babador Chicharito Rooney Chicharito Rooney Silas ဒါတော့နောက်ဆုံးကျွန်တော်တို့ဖလားယူတော့ဓာတ်ပုံပေါ့နော်ဆိုတော့တော့ဒီလိုဓာတ်ပုံလေးလည်းပါတယ်ပေါ့နော် so nice ပါ okay အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီ collection ဒီလိုမျိုး collection box တွေစုဆောင်းနေတဲ့သူတွေအတွက်ဆိုရင်ကျွန်တော် Bamis Ray ရဲ့ဒီ Messenger အနေနဲ့စုံစမ်းလို့ရပါတယ်။ချိန်တဲ့ရအတင်းချိန်တဲ့ရ player ရဲ့မတရားပစ္စည်းတွေကိုအချိန်မီလာရောက်မြင်မြန်စုဆောင်းနိုင်ပါတယ်။ okay ပါဒီဗီဒီယိုကိုကြည့်ပြီးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။နောက်တစ်ခါမှလည်းကျွန်တော် Bamis Ray ကနေပြီးတော့ဘယ်လိုမျိုးပစ္စည်းကို unboxing လုပ်ပေးပါမလဲဆိုတော့ဒီလာကြည့်ပေးပါဦး။အားလုံးပဲတက်တာပါ။